အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မုံရွာဖြူချလိုက်ကိုရီးယားတင်တဲ့ညောင်ကဖြစ်ပါတယ်ဒီနေ့ကျောင်းသားကျောင်းသူများအတွက်ကျွန်တော်စကားပြောလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့စကားပြောလေး10ကြောင်းမျှဝေပေးသွားမှာဖြစ်ပါတယ်နံပါတ်1ဘာလဲဆိုရင်ဒီကိစ္စကိုဘယ်သူမှမပြောနဲ့ဒီအကြောင်းကိုဘယ်သူမှမပြောနဲ့ဆိုတာကိုကိုရီးယားလိုဘယ်လိုပြောမလဲဆိုရင်이야기를 입에 올리지 마 이야기를 입에 올리지 마ဒီကိစ္စကိုဘယ်သူမှမပြောနဲ့ကလိန်ကကြီးမကြနဲ့နံပါတ်2ကလိန်ကကြီးမကြနဲ့ဆိုတာကိုကိုရီးယားလိုဘယ်လိုပြောမလဲဆိုရင်ဂျမ်မော်ဒီဂူလီချီမာဂျမ်မော်ဒီဂူလီချီမာကလိန်ကကြီးမကြနဲ့နောက်တစ်ခုကနံပါတ်3ပောက်ကရတွေမပြောနဲ့ပောက်ကရတွေမပြောနဲ့ဆိုတာကိုကိုရီးယားလိုဘယ်လိုပြောမလဲဆိုရင်ဟော့ဆိုရီဟာဂျီမာဟော့ဆိုရီဟာဂျီမာပောက်ကရတွေမပြောနဲ့နံပါတ်4ကဘာလဲဆိုရင်ကျွန်တော်တို့ဂုံးစင်းနေပေါ့နော်ဂုံးစင်းနေဆိုတဲ့စကားရှိဟာလားဂုံးမစင်းနဲ့နော်ဂုံးမစင်းနဲ့ဆိုတာကိုဘယ်လိုပြောမလဲဆိုရင်အော်တော်မော့ဂျီမာဂုံးမစင်းနဲ့အဲ့လိုမပြောပါနဲ့ဆိုတာကိုဘယ်လိုပြောမလဲကိုရီးယားလို့ဆိုရင်ဂရွန်မာဟာဂျီမာအဲ့လိုမပြောပါနဲ့နောက်နံပါတ်6ပါလဲဆိုရင်မသိဘဲနဲ့ဘာမှမပြောနဲ့မသိဘဲနဲ့ဘာမှမပြောနဲ့ဆိုတာကိုကိုရီးယားလိုဘယ်လိုပြောမလဲဆိုရင်မိုရူနွန်ဆိုရီဟာဂျီမာမသိဘဲနဲ့ဘာမှမပြောနဲ့တမျိုးမထင်ပါနဲ့ဗျာဒီလိုမျိုးပြောမယ်ဆိုရင်이상하게 생각하지 마တမျိုးမထင်ပါနဲ့နောက်တစ်ခုကဘဒူခိုင်းမလုံနဲ့ဆိုတာကိုကိုရီးယားလိုဘယ်လိုပြောမလဲဆိုရင်누가 시켜도 하지 마ဘဒူခိုင်းမလုံနဲ့ဟုတ်ပြီနော်နောက်ဆုံးတစ်ခုကဘာလဲဆိုရင်လုံးဝဇွဲမလျှော့နဲ့ဆိုတာကိုကိုရီးယားလိုဘယ်လိုပြောမလဲဆိုရင်절대 포기하지 마ဟုတ်ပြီနော်ကဲအားဆိုရင်ဒီနေ့အတွက်စကားပြောလေးကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းစကားပြောကိုရီးယားစကားပြောလေးတွေအတူထွာလေးတွေကိုဆက်လက်ပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်